မင်္ဂလာပါရှင်2026ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီတွင်ကဖြစ်ပေါ်ခဲ့တဲ့ညပူချိန်ချင်းတွေများမှာစကနဒေသကြီးအောက်ပိုင်းမှာဖေဖော်ဝါရီလရဲ့ပုံမှန်ပူချိန်ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာဖေဖော်ဝါရီလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်မြို့လိုက်ထူးခြားတဲ့ညပူချိန်ချင်းတွေများမှာဟာခါမြို့မှာ3ဒီဂရီဆယ်စီယပ်မိုင်းရမြို့မှာ4ဒီဂရီဆယ်စီယပ်ဟဲဟိုမြို့မှာ9.4ဒီဂရီဆယ်စီယပ်ဝိုင်းလင်းမြို့မှာ9.9ဒီဂရီဆယ်စီယပ်လာရှိုမြို့နယ်ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့တို့မှာ6ဒီဂရီဆယ်စီယပ်စီတီတေမြို့မှာ9ဒီဂရီဆယ်စီယပ်တီဘောမြို့မှာ9.5ဒီဂရီဆယ်စီယပ်ပင်လောင်မြို့မှာ10ဒီဂရီဆယ်စီယပ်ညာရွှေမြို့မှာ10.3ဒီဂရီဆယ်စီယပ်နဲ့ပူတာအောင်မြို့မှာ10.8ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်ဒီကနေ့နေ့လေတနင်္ဂနွေခွဲအချိန်မိုးလေဝသကြိုးတုံးမှဖန်ရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်ရှေ့လေပိုင်းမှာတိတ်ကိစ္စတလောက်ရှိနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိတ်နေငယ်မှာတိတ်အသက်တန်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာတိတ်ကိစ္စတလောက်ရှိနေပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိတ်အသက်တန်မှာတိတ်နှုတ်ထက်နေကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရတရုတ်ပြည်မကြီးပေါ်မှာတွဲတန်းထိုးဆင်းလာတဲ့လေပြင်းများပေါ်တဲ့ဟာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကိုတိုးဝင်နေပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းအသက်တန်ရှိပါမယ်လှိုင်းမြင်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ3ပေမှ5ပေခန့်ရှိနိုင်ပါတယ်။နက်ဖြန်မနက်တီခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကိုင်းဒေသကြီးအထက်ပိုင်းတို့မှာနေရာကွက်ကြားမွန်းနေငယ်ရွှာနိုင်ပါတယ်။ချင်းပြည်နယ်စကိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတိမ်သက်တန်ဖြစ်ထွန်းပြီးရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများအားဖြင့်သာရပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။နေပြည်တော်နဲ့နေတဝိုင်းအတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာ
အများအပြားသာယာပါမယ်။အနည်းဆုံးမူချိန်မှာ19ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်ဝိုက်တွင်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအပြားသာယာပါမယ်။အနည်းဆုံးမူချိန်မှာ20ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတော်ဝိုက်တွင်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအပြားသာယာပါမယ်။အနည်းဆုံးမူချိန်မှာ16ဒီဂရီဆယ်စီယပ်62ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မှာညပိုချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။အခုဆက်လက်ပြီး2026ခုနှစ်ဖေဖော်ဝါရီလပထမ10ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေပြင်းအားနည်းရွှံဝဲတစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိတ်အထက်တန့်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာရွာသွန်းမြဲခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရွာသွန်းမြဲအောင်ရွှေနိုင်ကမိုးထစ်ချုံရွာနိုင်ပါတယ်။မိုးရွာရဲများအနေနဲ့ကလည်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတရက်မှ2ရက်ခန့်မိုးထစ်ချုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်အထက်တန့်ဖြစ်ထွန်းနိုင်ပါတယ်။ညပူချိန်ချင်းနေခန့်မှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်နဲ့အေရရီတိုင်းဒေသကြီးတို့မှာဖေဖော်ဝါရီလပုံမှန်ပူချိန်ရဲ့1.5ဒီဂရီဆယ်စီယပ်နဲ့ထပ်ပိုးနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာဖေဖော်ဝါရီလရဲ့ပုံမှန်ပူချိန်ခန့်သာရှိနိုင်ပါတယ်။မြွေချင်းနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာတရက်မှ9ရက်ခန့်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်အေရရီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ6ရက်မှ10ရက်ခန့်နက်နက်ပိုင်းအချိန်များမှာမြူတူများဆိုင်နိုင်ပါတယ်။မြင့်ရည်ချင်းနေခန့်မှန်းချက်များအနေနဲ့ကတော့ဖေဖော်ဝါရီလပထမ10ရက်ပတ်အတွင်းအေရရီမြေဟာမြစ်ကြီးနားမြို့ဗမော်မြို့နဲ့ရွှေကူမြို့တို့မှာပေဝက်ခန့်စီလက်ရှိရေမှန်းများထက်မြင့်တက်လာနိုင်ပြီးကသာမြို့တပိတ်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့မြင်းမူမြို့ပခုတ်ကူမြို့ညောင်ဦးမြို့ချောင်းမြို့မင်းဘူးမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သားမြို့ဟင်္ဒရာမြို့နဲ့ဇလွန်မြို့တို့မှာပေဝက်မှတပိတ်ခန့်လက်ရှိရေမှန်းများအောင်ကျဆင်းလာနိုင်ပါတယ်။ချင်းတွမြေဟာခန့်တီမြို့ဟုံမလင်းမြို့ဖောင်းပြင်းမြို့မော်လိုက်မြို့ကလေးဝါမြို့မင်းကင်းမြို့ကဏီမြို့နဲ့မုံရွာမြို့တို့မှာပေဝက်ခန့်စီလက်ရှိရေမှန်းများအောင်ကျဆင်းလာနိုင်ပါတယ်။မြစ်တာမြေဟာကလေးမြို့မှာ3လက်မခန့်ဒုထရီမြေဟာတီဘောမြို့မှာ3လက်မခန့်ရွှေစာရန်နဲ့မြင့်ငယ်မြို့တို့မှာပေဝက်ခန့်စီစစ်တောင်မြေဟာတောင်ငူမြို့မှာပေဝက်ခန့်နဲ့မရောင်မြို့မှာ3လက်မခန့်ရွှေကျင်မြေဟာရွှေကျင်မြို့မှာ3လက်မခန့်တောင်ရင်မြေဟာမြောက်ရီမြို့မှာပေဝက်ခန့်နဲ့တွန်မြေဟာမအူပင်မြို့မှာ2ပေခွဲခန့်လက်ရှိရေမှန်းများအောင်ကျဆင်းလာနိုင်ပြီးပဲခူးမြေဟာစောင်းတူမြို့မှာ3လက်မခန့်နဲ့ပဲခူးမြို့မှာ2ပေခွဲခန့်တန်လွန်မြေဟာဖအဲမြို့မှာ2ပေခန့်ငဝေမြေဟာငတိုင်းကျောင်းမြို့နဲ့တာပေါင်းမြို့တို့မှာပေဝက်ခန့်စီပသိမ်မြို့မှာ2ပေခန့်နဲ့ဘီလင်းမြေဟာဘီလင်းမြို့မှာ2ပေခန့်လက်ရှိရေမှန်းများထက်မြင့်တက်လာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလွှမ်း2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများနဲ့2026ခုနှစ်ဖေဖော်ဝါရီလပထမ10ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များပဲဖြစ်ပါတယ်။ကိုစိတ်နှဖျားကျန်းမာချမ်းသာကြပါစေရှင်။